အားလုံးပဲမင်္ဂလာပါလုံဝါဒီဗီဒီယိုလေးထဲမှာပတရားတော်ကနေခဲ့တဲ့အခန်းလေးကြောင်းကိုပြပြပေးခြင်းလို့ပါနော်ဒီအခန်းလေးရဆိုရင်$20မှာရှိရပါတော့အဲဒါကြောင့်$20မြင်ရတဲ့ view နဲ့ဆိုအရန်ကိုမိုက်တာပေါ့နော်အခန်းလေးကကြတော့ living room ကတက်တက် bedroom ကတက်တက်ပါတယ်ပြင်မှာ kitchen လည်းပါပါတယ်နော်ဒီခန်းလေးမှာလုံချိုက်ဆုံးကကြတော့ living room ကဆိုဖာလေးပေါ့နော်အဲ living room ကဆိုဖာလေးကနေစားလိုက်တောက်လိုက်နဲ့ပြင်ကိုကြည့်ရပြီးတော့ဘာနဲ့မှမလင်းနိုင်ဘူးပေါ့နော် kitchen မှာဆိုရင်လည်းဒီပကံခွက်ရောက်တဲ့အကုန်ထားပြီးတဲ့အပြင်ကိုထမင်းချက်စားဦးဟင်းချက်စားဦးဦးတွေ microwave တွေလည်းအစုံပေးထားပါတယ်နော်bedroom မှာဆိုလို့ရှိရင်လည်းဗီဒီယိုနဲ့မှတ်တင်ကုန်လေးလည်းပေးထားရပါတော့ဒါကြတော့အခန်းထဲမှာပါတဲ့ brain ပေါက်ကနေမြင်ရတဲ့ view လေးပါအဲကြတော့အခန်းထဲကနေလည်းအပြင်ရှုခင်းလေးကြီးလို့ရတာပေါ့နော်ရီချိုးခန်းနဲ့ dry လည်းပါတဲ့ပြင်မှာရီချိုးခန်းမှာဆိုလို့ရှိရင်လည်းသွားတဲ့တပုတ်တန်ရှမ်ပူရောစက်ပြာလေးရောအကုန်ပေးထားပါတယ်နော်လုံးဝဒီခန်းလေးကို TikTok ကနေရှာတွေ့ခဲ့ရပါတော့အခုဒါတော့ TripAdvisor နဲ့ Booking မှာတော့မရှိပါဘူးเนาะဒီသူခန်းလေးရဲ့နာမည်ကကြတော့ Unique Condo ပတရားပိုင်ကဲပင်ပေါ့เนาะသူက hotel မဟုတ်ဘူးပေါ့เนาะ condo မှာအခန်းလေးပြန်ငှားထားတဲ့သဘောပါเนาะသူ့မှာဆိုလို့ရှိရင် studio room 1 bedroom 2 bedroom ထိရှိရပါတော့ဒါအပြင်အလွှာမြင့်အလွှာနစ်ကိုလည်းကိုကြိုက်တယ်လို့ရွေးလို့ရတယ်ပေါ့နော်ဈေးလေးတွေကလည်းအစားအစာရှိရပါတော့ဒီမှာဆိုစိုးအောက်သွားတဲ့ခန်းလေးတွေကတော့လုံပြထားတဲ့ရက်မှာမရတော့တာပေါ့နော်အဲ့ဒီမှာဆိုရင်တခြားဟာဒီလုံပြထားတဲ့ရက်မှာရသေးရပေါ့နော်ကိုကဘေးရက်သွားမလဲဆိုတာကိုတစ်ချက်ကြည့်ပြီးတော့ဘယ်ခန်းရမလဲလေးကိုရှာကြည့်လို့ရရပေါ့နော်ဒီဟာလေးကကြတော့လုံလေးခဲ့တဲ့အခန်းလေးပါ Ocean View Lightless View 1 bedroom suite ဆိုတာလေးပေါ့နော်လုံလို့စဉ်းစားထားတဲ့ business နဲ့လည်းအဆင်ပြေအောင်အခန်းလေးကိုယူခဲ့ရပါတော့သူက$20မှာရှိတဲ့အခန်းလေးဖြစ်ပြီးတော့1 bedroom ဆိုတော့လုံးအနေနဲ့နှစ်ယောက်ထဲသွားမဲ့ချစ်သူတွေပါလေဆိုလဲအဆင်ပြေရဲ့တငယ်ချင်းနှစ်ယောက်ထဲသွားရလေဆိုလဲအဆင်ပြေပေါ့နော်သူက TikTok မှာဆိုရင် 9.4 တောင်ရထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ rating လည်းကောင်းတယ်လို့ပြောလို့ရပါတော့ဒီမှာဆိုရင် traveler တွေရဲ့ question answer လေးလည်းရှိရောကိုသိချင်တာလေးရှိရင်အဲ့ဒီကမေးခွန်းလေးတွေဝင်ဖတ်ကြည့်လို့ရရပါတော့နောက်ပြီးတော့ကြတော့ဒီကွန်ဒိုနီယာလေးကကြတော့ပတရားရဲ့ location ကောင်းတဲ့နေရာလေးမှာရှိရပါတော့ချက်ချကြတဲ့နေရာမျိုးလေးပေါ့သူ့မှာဆိုလို့ရှိရင်အခုလုံရှာကြည့်ပြပေးမယ်ပေါ့နော်ကိုလန်ကျွန်းတို့ဘာလို့သွားတဲ့စိတ်ကမ်းကိုကြတော့14မိနစ်ပဲသွားရတယ်ပေါ့နော်နောက်ပြီးဂျိုမီထရန်ဘတ်စတေးရှင်းနဲ့ကကြတော့9မိနစ်ပဲပေါ့နော်နီးနီးလေးအထားလေးကနောက်ပြီးတော့ဂျိုမီထရန်ဘစ်ကို10မိနစ်နောက်ပြီးတော့ဒီ Central ပတရားဆိုရင်17မိနစ်နဲ့ Walking Street ဘက်ကိုသွားမယ်ဆိုရင်16မိနစ်ဆိုတော့နီးနီးလေးလို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့သူကဟိုတယ်မဟုတ်ပဲနဲ့ကွန်ဒိုတွေကိုငှားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုတယ်လိုမျိုး reception တော့မရှိဘူးပေါ့နော်ကွန်ဒိုရဲ့အောက်ဆုံးထပ်မှာဆိုလို့ရှိရင် locker ကြီးရှိပေါ့နော်အဲ့ဒီ locker ကြီးထဲမှာ locker နံပါတ်ဘယ်လောက်ထဲမှာ key ကိုထည့်ပေးထားတယ်ဆိုပြီးတော့ကွန်ဒိုရဲ့ property က booking တင်ပြီးရင်ပြောပြပေးရပါတော့တချို့ကကြတော့ဟိုတယ်စားဖိမရတဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးတွေကိုသဘောမကျပဲမလုံးဝတော့အဲ့လိုမျိုးသဘောကျရပါတော့ကီးယူတာအစားဒီ reception နဲ့စကားပြောရတဲ့ဘာမျိုးမရှိဘူးကိုပဲယူပြီးတော့ကိုခန်းကိုလည်းကိုအိတ်ကိုတည်ပြီးတော့သွားရတာမျိုးပေါ့နော်နောက်ပြီးလို့ရှိရင်ချက်ကောက်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲသူ့ကိုသွားမေးလိုက်လို့ရှိရင်သူကဘယ်လောကနံပါတ်မှာထားခဲ့ဆိုပြီးတော့ကိုပြန်ထားခဲ့လိုက်ရတာပေါ့နော်အဲ့လိုမျိုးနဲ့ပဲဒီပတရားရဲ့ခန်းလေးကလုံလို့နေရတာအရန်အဆင်ပြေခဲ့ပေါ့နော်အဓိက kitchen ပါပြီးတော့ချက်စားလို့ရတာလုံတို့အတွက်အရန်အဆင်ပြေခဲ့တာပေါ့နော်နောက်ပြီးတော့ကွန်ဒိုမာတွေကိုခါတဲ့ area ကြီးလေးတည်ပြီးတော့ parking တွေရဲလို့ရတဲ့နေရာကြီးလည်းအများကြီးရှိရပါတော့ရေကူးကန်ဆိုလည်း2ခုပါပြီးတော့ခါတဲ့ area မှာရေကူးကန်1ခု6လမှာရေကူးကန်1ခုပါတာမျိုးပေါ့နော်နောက်ပြီးတော့ဟိုပေါ်ဆုံးတက်မှာဆိုရင်လည်း view ကြည့်လို့ရတဲ့နေရာရှိသေးရပေါ့နော်အဲကြတော့ကွန်ဒိုမာတွေကို activity တွေလုပ်စရာအများကြီးရှိရပေါ့နော်တရားရောက်လို့လုံးလုံးမျိုးကွန်ဒိုမာအေးစင်းနေခြင်းနဲ့ဆိုရင်ဒီကွန်ဒိုလေးကို try ကြည့်ကြဖို့တော့ပြောချင်ပါတယ်နော်comment မှာမသိတာတွေမရှင်းတာတွေရှင်းလည်းမေးကြည့်ခဲ့လို့ရပါတယ်ဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးပါ